ပြောရလဲရသေးတွေကဘာလုပ်ကြလဲအဲ့ဒါလေးနည်းနည်း ရသေးတွေဆိုတာ ဘာရသေးအခုကိုတော့ဘာရသေးပဲခေါ်နော် ရသေးတွေပဲခေါ်ကြ ငယ်လို့ပေါ့ ရသေးစေးကုတယ်စေးဖော်တယ်တော်ထဲမှာတွေးတဲ့နေရာတရားထိုင်တယ်ရှောက်သွားတယ်ခေါ်ရသားသမီးတွေးလို့နေမကောင်းလို့ရှိရင်ကုပေးတယ်ရသေးဆိုတာဒီရသေးထောက်ချတွေကိုကင်တဲ့ဥစ္စာမဟုတ်ဘူး ထောက်ချနေ ထောက်ချနေရသေးဒိုင်းနဲ့ထောက်ချနေပဲဒိုင်းနဲ့ ရှိတယ်ဝတ်လာရှိလား မရှိသေးဘူးဗျာဟိုနဲ့အချိန်မကြသေးတော့မလုပ်ပေးသေးဘူးအချိန်မကြသေးတော့သူကလာလိမ့်မယ်အကုန်လုံးလုပ်ပြီးသားသူကသူ ကိုလုံမှလားသူတို့လုံပြီး သူတို့လုပ်ပေးလိမ့်မယ် သူတို့လုံပြီးမဲ့ဆိုတာသူတို့ လူတွေလာလှူလိမ့်မယ်လူရှိပြီသား ဩ အဲ့ဒါကိုစောင့်နေတာသူတို့အချိန်မရမယ်ဝယ်ပြီးလို့ဝယ်လို့လည်းရတယ်ဗျာအခုဝယ်လို့မရသေးဘူးဝယ်လို့မရသေးတော့ဟိုနေ့ကလည်းပြောတယ်အဲ့ဒီတောက်ချတွေပဲဝယ်ဖို့အတွက်9ရက်တက်ပြန်ဝယ်ပြီးမှဒီလိုသွားအရင်တော့မြို့ထဲမဝင်ဘူးနှစ်ထပ်အိမ်မဝင်ဘူးခမင်းတနပဲထားတယ်အဲ့ဒါတွေကိုကျင့်ရတယ်ဘယ်လိုကျင့်ရလဲဆိုတော့3လပြည့်ရင်ဘိုးတော်ဖြစ်တယ်ဝိစာဖြစ်တယ်ဆိုတာမဟုတ်ဘူးဗျာအဲ့ဒါတွေမှားပါတယ်ဒါရှေ့ကပါရမီအခန့်ကောင်းမှလည်းဘဝဆက်ဆက်နဲ့လာတဲ့ပါရမီအခန့်ကောင်းမှလည်းဖြစ်တာကျင့်တိုင်းလည်းမဖြစ်ဘူးဗျာဒါတွေက ဆိုတော့ကိုဘွားတွေကိုပြန်ပြီးတော့အဲ့လိုတရားထိုင်နေဆိုရင်ပြန်မြင်ခဲ့လားခုနဘွားပေါင်းများစွာရသေးဖြစ်ခဲ့တယ်ဆိုရင်ရှင်းဘွားနောက်ဘွားတွေပြောပြလို့ရလားမှန်မှန်တော့လူတိုင်းမသိဘူးမဲ့ ဒါနဲ့နည်းနည်းပါးလည်းတော့ပြောပြ ပြောကြည့်ပါ မပြောပြရခိုင်ပြည်လက်ခတ်တောင်မှာထွက်သွားတဲ့ရသေးပဲကြားရသေးဆိုတာဝတ်သားကျွေးလို့ဝတ်သားစားခိုင်းလို့စိတ်တိုးပြီးတော့ဝတ်ကိုပြစ်ပြီးတော့ကြားရောင်ဖန်ဆင်းသွားတဲ့ရသေးကိုပဲအဖိုးကကိုယ်ပိုင်လိုင်းကိုလည်းရှိတယ်ကိုယ်ပိုင်တောင်လည်းရှိတယ်ပုံမှန်မျိုးမှာဒါအတူကောက်ပြောပြတာကြားဘွားနဲ့ထွက်ထားတယ်ဟိုးလူဘွားတော့ကလည်းလူဘွားနဲ့ထွက်ထားတယ်73ဘွားရှိပြီအားလုံး73ဘွားရှိဒီဘွားနဲ့ အဲ့ဒါတွေကိုအများမယုံမမဲ့အခုပြောဆိုတော့ပြောလိုက်တယ်ပေါ့တက်တိပြစရာအကြောင်းရှိသေးလား ရှိတယ်ဗျာဒါနဲ့အချိန်ပေးရမယ်ဒါတွေကိုပြန်ဖော်ဖို့ဆိုအချိန်မလေးနဲ့မဖော်သေးဘူးအဖိုးကအချိန်ကြရင်ဒီနေ့အကုန်လုံးဖော်ပြီးတော့အဖိုးကထွက်တော့မှာဒါလိုက်သွားပြီထွက်တော့မှာဆိုတော့တောထဲမှာပဲနေတော့တောထဲမှာနေရနိုင်ထွက်မယ်နဲ့အခုဖုံဖုံပြောနေတော့ထွက်ရင်ဘာလုပ်မှာလဲခုကဆေးကူးတယ်ဆိုတော့ထွက်သွားရင်ဘာဆေးမကူတော့ဘူးလားအဲ့ဒါမလို့ပြော ထွက်သွားရင်ဆေးမကူတော့မဟုတ်ဘူးဗျာအဖိုးတို့တောထဲမှာတရားတော့ထိုင်ပြီးအေးချမ်းတဲ့နေရာနေမှာနေတော့ရှိရင်စားမယ်မရှိရင်မစားဘူး အေးချမ်းနဲ့ဆိုတာရုပ်အေးချမ်းတော့ပြောလား ခန္ဓာကိုယ်အေးချမ်းအေးချမ်းတာခန္ဓာကိုယ်လည်းငြိမ်းချမ်းရမယ် ဟိုဗုဒ္ဓရဲ့နိဗ္ဗာန်နဲ့အခုခေါ်ရအခက်အဘတွေပဲခေါ်မနော် တမန်ဗျာ အလို့ခေါ်အဘပဲခေါ်လား အဖိုးပဲခေါ်တယ် အဖိုးအဘတက်ကအဖိုး ဒီနိဗ္ဗာန်လမ်းကိုလိုက်တာပေါ့လေအေးချမ်းနဲ့ အဲ့ပေါ့ လို့မလို့ကျင်တော့တဲ့ခန္ဓာကိုယ်ဒီခန္ဓာကိုယ်ကြီးကိုမလို့ကျင်တော့တဲ့ပုံစံမျိုးလားတရားသဘောနဲ့ကြည့်မယ်ဆိုရင်ညင်းငွေလာတဲ့ခန္ဓာကိုယ်မှာဖြစ်လာတဲ့အခါမှာတေချင်းချင်းချင်းတရားတွေကိုလည်းတွေးလာပြီးပြီ အာထုတ်တော့ကြာဘယ်နည်းနဲ့အာထုတ်လဲ ဒါအားထုတ် ထုတ်တဲ့သဘောလေး အဖိုးမှာကမ္မထမ်းကိုလည်းမသိဘူးဝိပဿနာကိုမသိဒိုင်နဲ့ယသိတွေကျင့်နေတယ်တရားထိုင်တယ်ဗုဒ္ဓဘုရားကိုအာယုံပြုလိုက်တယ်ဝင်လေထွက်လေမှတ်တယ်ပြီးလို့ရှိရင်ဗုဒ္ဓအဝင်ဗုဒ္ဓအထွက်မှတ်တယ်ပြီးရင်အာရဟံအထွက်မှတ်တယ်ဗုဒ္ဓကိုပဲဥထားပြီးတော့အဖိုးဒီလိုပဲကျင့်တယ် ဟုတ်ကျင့်စဉ်အကုန်ပြောလေ ပရမကျင့်တာအဝင်လေထွက်လေကို မှတ်တယ် မှတ်တယ်3လပြီးတာနဲ့အာရဟံကိုမှတ်ခိုင်းတယ် ဟုတ်အင်း အနောက်ကအတန်လေးလာတယ်အာရဟံကိုမှတ်ပေးပါဆိုအာရဟံကိုတစ်နှစ်ကြောင်မှတ်တယ်ပြီးတော့တခါဗုဒ္ဓနဲ့ပြန်မှတ်ပေးပါဆိုမှတ်တယ် ဗုဒ္ဓဝင်တယ်ဗုဒ္ဓထွက်တယ်ဗုဒ္ဓ ဗုဒ္ဓပဲအဲ့လိုပဲကြွတာဗုဒ္ဓ1ဗုဒ္ဓ2 ဟုတ်အင်း ဗုဒ္ဓ2ရောအရှင်မြတ်စွာဘုရားကိုမြင်ရတဲ့အာယုံမှာအဲဆိုရက်အတိတ်ပဲနဲ့ကြွတယ်အဲ့ဒါပဲလာပြောပါတယ်ကျန်တာတော့သူတို့မပြောပြဘူးအဲ့လိုပဲအတိုင်ချိန်နဲ့မှောင်ပြီးတော့လာပြောရတယ်လာပြောရတာဗုဒ္ဓအဝင်ဗုဒ္ဓအထွက်နောက်မှတဖြည်းဖြည်းသူ့ဘာသူလိုက်လာတဲ့အခါကျမှတိတ်ချက်ပါဖြစ်လဲဆိုရင်မျက်နှာတွေနုညံ့လာတယ်ထိုင်လာကြာလဲထိုင်လာနိုင်တယ်နောက်ပြီးတော့အိတ်လို့လဲအိတ်မှမသိဘူးမအိတ်ချင်တော့ဘူးအားလည်းမခိုင်းရဲဘူးဒီလီပိုတို့ဘာတို့လည်းမတော့ဘူးအားသေးလည်းမတော့ဘူးသူ့ဘာသူအားရင်ပြေးပြန်လာတယ်ဒါနောက်ဆုံးအစစ်ဖြစ်တယ်ဒါနဲ့နိဗ္ဗာန်ကိုဘာမှမရှိတော့တဲ့ပုံစံကိုနိဗ္ဗာန်လမ်းကိုလိုက်နေတယ်ဒါနိဗ္ဗာန်လမ်းကခဏတော့မရသေးဘူးဗျာဘာကြောင့်လဲဆိုရင်နောက်ပွင့်မဲ့ဖះအဆူဆူတော်တွေမှအရင်မြတ်မြတ်စွာဘုရားပွင့်တော်မူမှနိဗ္ဗာန်ဆိုတာပွင့်မှာအခုတော့နိဗ္ဗာန်ဘယ်သူမှဖွင့်လို့မရဘူးအဲ့ဒါတော့အဖိုးကတော့မြင်ထားတဲ့တစ်ခုရှိတယ်အဲ့ဒါကြောင့်ငင်းကြရင်လည်းငင်းကြမယ်ဘလို့ပြန်ပြောပါဦးနော်အခုလက်ရှိကျင့်နေတဲ့တရားထဲမှာနိဗ္ဗာန်ကိုရသွားတယ်ဆိုရင်လေပုဂ္ဂိုလ်အဖို့တော်မှမမြင်ဘူးပဲအဖို့တော်လိုက်ရှာနေတယ်ဒီနိဗ္ဗာန်တကားကိုနိဗ္ဗာန်ကိုဒါတိုင်းမဝင်တော့ ပြောလာယဟန်ကိုပြောလာဦးဇင်းတို့မြန်မာနိုင်ငံမှာတော့မိုးကုတ်ဆရာတော်ဆိုတာရှိသလိုတ
တရားကိုအမှန်သိပြီးတရားနဲ့နေတရားနဲ့လွတ်မြောက် ရှိတယ် အဲ့တော့ ဘိုးဆရာတော်ဖះကိုဖူးခဲ့ပြီ ဟုတ်ပြီဆိုတော့အဲ့ဒါကိုကြောလက်ခံတယ် လက်ခံတယ်ကျန်တဲ့အောင်တော့ဘိုးလက်မခံဘူးဘာကြောင့်လက်မခံတာလဲသိလား ပြောပါဦး ကျန်တဲ့ဒီနှိပ်ပောင်ဝင်သွားတဲ့ပုံကိုယ်ထဲမှာမျက်လုံးထဲမှာမမြင်ရဘူးဘယ်ကိုသွားလဲဆိုရင်တစ်ချက်မျက်မှောက်တောင်သွားတယ်နှစ်ချက်တောင်ရက်ကိုသွားတယ်သုံးအချက်မြောက်ရက် တောင်းရက်ဆိုပါလား တောင်ရက်ဆိုတောင်ရက်ရှိတဲ့တောင်ကျုံးကိုသွားကြတယ်ဗျာ ဟောဟုတ်ပြီ အဲ့ဒါကိုလည်းတရားထိုင်ပြီးတော့15မိနစ်တော်တော်မြင်ချူလိုက်ရတယ်အဲ့ကိုရဟန်းသားတွေတစ်ပါးပြီးတစ်ပါးကြားနေတာလည်းတွေ့ခဲ့ဘူးလေဒါနဲ့သူတို့လိန်တယ်ပဲပြောဝါတယ်ပဲပြောသူတို့ဘာသူတို့ထင်ကျင်လို့ထင်မြင်ကျင်လို့မြင်လို့ရတယ်ဗျာဆဲကျင်လဲဆဲလို့ရတယ်အဖိုးဒါနဲ့အဖိုးမြင်တဲ့အာယုံထဲမှာမြင်တာလည်းမဟုတ်ဘူးတရားထိုင်လို့တကယ်ပြတာတရားထိုင်လို့အဲ့ကိုဘက်ကိုကြွသွားတဲ့ဥစ္စာတွေမြင်ခဲ့ရတယ်အဲ့နောက်ပိုင်းမှာနှိပ်ပံကဒီမိုးကုတ်ဆရာတော်ဝိပဿနာဆရာတော်ဘုရားကြီးတစ်ပါးရဟန္တာဖြစ်တဲ့နောက်ပိုင်းတွေကမဖြစ်ဘူးဆိုတာသိတဲ့လူတွေသိထားတယ်မသိတဲ့လူတွေမသိဘူးဒါကိုလည်းအခုဆရာတော်ရှင်းပြခိုင်းလို့အဖိုးသိတဲ့လောက်ကိုပြောပြတာပါကောင်းပြီအဲ့တော့ဦးဇင်းကမိုးကုတ်ဆရာတော်ဘုရားရဲ့တရားကိုနားတယ်မိုးကုတ်ဆရာတော်ဘုရားရဲ့တရားကိုအားထုတ်တယ်ဒီကနေ့မြန်မာနိုင်ငံမှာသာနာမှာဦးဇင်းပြောလို့ပဲဒိဋ္ဌိကင်းစင်ရေးသစ္စာသိရေးလို့မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့မူနဲ့အားထုတ်လာတဲ့ဦးဇင်းဟာဒီချက်ကိုမူတည်ပြီးတော့အခုလိုလိုက်လံပြီးတော့ရှင်းလင်းပေးနေတာဟာအဲ့တော့ဘုရားရဲ့သာနာတန်ရှင်းစေခြင်းလို့အခုနောက်လိုဝိဇ္ဇာတွေဘူတော်တွေလွဲချော်နေတဲ့ယုံကြည်မှုတွေတကူတွေလမိုင်းတွေအဲ့လိုပေါ့ဗရာဝိဇ္ဇာတန်ဝိဇ္ဇာအင်းအများကြီးပဲအဲ့လိုရှုပ်ရှက်ခတ်နေတဲ့ဘုရားဘာသာယုံကြည်သူကြားထဲမှာ ဒုက္ခရောက်ဟုတ်တယ်အဲ့ဒီအဘိုးတို့ကဘာလမ်းကြောင်းကိုဘယ်လိုသွားခြင်းလဲအဘိုးရဲ့အခုတက်တော်ကဘယ်လောက်လဲရုပ်ကိန်းနံကိန်းနဲ့ဆိုအသက်ကိုပြောပြအောင်ပြောကြည့်မလားဟောပြီးရပြီပြောကြလို့လည်းပဲပြောရမယ်မလို့တော့လုံးဝမဖြစ်နိုင်တဲ့ဥစ္စာဒီငယ်ရွယ်နဲ့တကောင်းလုံးဖြူနေတာပဲဆက်ခံမှန်းကြလိုက်မယ်မဟုတ်ပါဘူးဒါဟိုဒါလုံးယုံတဲ့လူရှိတယ်မယုံတဲ့လူရှိတယ်သူတို့လာဆဲတဲ့ခါသူတို့မှကုသိုလ်ငရဲရပါတယ်ဗျာအဲ့ဒါကြောင့်သူတို့မဟုတ်ဗျာအဲ့ဒါကိုအဖိုးကမပြောချင်လို့ပါဟုတ်ပြီမပြောချင်ဘူးပြောနေမပြောချင်ဘူးသူလိန်နေဖြစ်မှကြောက်လို့လည်းမပြောချင်တာအဲ့ဒါစောဒီပြပိတ်ထားတဲ့ကောင်းတယ်မပြောအတက်ကိုဦးဇင်းတို့မင်းဘူးမေဘေကူမှာဝိဇ္ဇာခိုင်းချုပ်ဥကောဝိဒရှိတယ်ရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုကျန်တဲ့လက်ခတ်တောင်ဆရာတော်တွေရောပြဿနာရှိလို့ဦးဇင်းသွားပြီးလေ့လာပါတယ်အဲ့လို့ဆိုရင်အဲ့ဒီသိပါတယ်ဆိုတဲ့အဘိုးရဲ့စကားကအဲ့ဒါကိုနည်းနည်းလေးဘလို့သိလဲရှင်းပြဘလို့သိတာလဲဆိုရင်အဖိုးကဆရာတော်ဥကောဝိဒမှမသိဘူးပြီးခဲ့တဲ့လုံငန်း3နှစ်လောက်ကစွန်းဖုံးပေးကြလို့ဆိုပြီးအိမ်မက်ရတယ်အိမ်မက်ရောက်ထိုင်နေတော့ခေါင်းမူးလေးချုံလာတာမသိဘူးမသိတော့အဖိုးကအိမ်နောက်ဖေးမှာဗမာလေးတယောက်ရှိတယ်တဝဲသားလေးသွားခေါ်တယ်သွားခေါ်တော့တာရေမင်းတို့အိမ်ကဖုံးကြီးတပါးဘာတူလဲဆရာတော်ဥကောဝိဒလို့ခေါ်တယ်ငါအိမ်ကိုကြွလာတယ်စွန်းဖုံးခြင်းလို့ဘာတူလဲဆိုဆရာတော်ဥကောဝိဒဆိုတော့ဆရာတော်ဥကောဝိဒအဖိုးအိမ်ကိုကြွလာတဲ့အချိန်မှာနောက်ဖေးအဖိုးမကြီးပင်နေမှာဖက်ဖို့တော့မှလည်းရှိပါတယ်မကြီးမမှာတရားထိုင်တယ်အဲ့တရားထိုင်တဲ့နေရာမှာရှိမှချပြီးဘေးနားမှာထိုင်တယ်ထိုင်ပြီးအိမ်ကိုဖျားအောင်စင်ကိုကြွသွားတာပြင်လိုက်တယ်ပြီးတာနဲ့ပျောက်သွားတယ်ပျောက်သွားတော့ဒီဝိဇ္ဇာဖြစ်တဲ့ယဟန်တွေဆိုရင်လမ်း6ရင်မြေကြီးပြမှာမြေမတင်ဘူးဗျာသူကဒီလို2လမ်း6ပြီးအပေါ်သွားတာဒီဗာမရပဲနဲ့ပုံကိုဝိဇ္ဇာလောကမှာကြတော့လမ်း6ပြီးပျောက်သွားတာဗျာသူကဝင်းနီးနဲ့လည်းဆိုင်တယ်ဗျာအဲ့တော့ဦးစင်းမေးနေတာကဥကောဝိဒကိုတွေ့တယ်ခေါင်းမူးခြုံထားတယ်တကယ်လည်းခေါင်းမူးခြုံတကယ်ရောဆွန့်ကတ်လိုက်ရလားတကယ်လည်းကတ်လိုက်ရတယ်ဗျာမိမပါလားချက်တာအိမ်မှာမိမပဲချက်ပေးတယ်မိမချက်ပေးတယ်အဖိုးကကတ်လိုက်တယ်ကတ်လိုက်တော့တတ်လောက်ကတ်ပေးလိုက်တယ်နောက်ပြီးတော့ဖះကြတော့နှုတ်ဆုံးကတ်ပေးလိုက်တယ်ကတ်ပေးလိုက်တော့အားနဲ့ဘသူ့လည်းမတူဘူးအဖိုးပြောတဲ့ကောင်းလေးတယောက်ငါဥကောဝိယငါလိုက်ချာနေတာတွေ့ပြီတရားနာအဲ့မှာဥကောဝိယကိုမှန်သိလိုက်အဲ့သူနဲ့တွေ့တော့ဘာထူးကြတယ်ကိုကတွေ့လိုက်ထူးကြတဲ့အခါမှာပြောတာပြန်ကြွရင်မြန်မာနိုင်ငံကိုလည်းခုနှစ်သားသမီးကယ်ပြီးအောင်နေမကောင်းထိုင်မကောင်းတဲ့လူတွေကိုသူမကန်နိုင်လို့လားမဟုတ်ဘူးဗျအဲ့ဒါလေးတော့သူမကြဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်မရှိတဲ့နာနဲ့ရိုးရိုးနာနဲ့မတူလေဗျခန္ဓာကိုယ်မှာကိန်းအောင်နေတဲ့နာနဲ့ထွက်သွားတဲ့နာနဲ့ထွက်သွားတဲ့နာကခဏပဲလာလို့လိုက်မယ်ရေရှည်ကိုကုပေးလို့မရဘူးဗျသူ့ရဲ့ပဋ္ဌာန်းပါသမီးသူ့ရဲ့ပဋ္ဌာန်းချက်ပါလည်းရတယ်ဗျဒီဆေးကုတာတွေကမေဘေကုန်းမှာအခုဘိုးတော်လေးပြတာဥကောဝိဒရှိတယ်ဥပ္ပန္နိရှိတယ်ဘိုးတော်ထုံအောင်ရှိတယ်နောက်အခု
အကြံတဲ့လူတွေကဖိုးတိအတိုင်းနဲ့ ဘုရောအဲ့ပါတယ်ဘုရောထွန်းရင်ရှိတယ်ပေါ့ အဖိုးတော်တိတ်ပြီးတော့ ဥတိလောကိနာဆိုအဲ့တော့အဲ့ဒီမှာနောက်ထပ်3ဦးရှိသေးတယ်ဥပ္ပန္နဝရှိဥပ္ပန်ဥပ္ပန္နဝလားဗျာနောက်တော့ရှင်းအောင်တမကျော်ရှိသေးတယ်ကျန်တဲ့လူတွေကြမသိဘူးလားသူတို့ကကြာစုစည်းတယ်လीအဲ့ ဖိုး ဒါ တဲ့ဖိုးတဲ့ထဲနေတယ်လူကြားထဲမှာတိတ်ပြီးတော့ချုပ်မလုပ်ခြင်း ပြောချင်တယ်မို့မေဖိတ်ကုန်းကဥကောဝိဒနဲ့အဖွဲ့ကိုသိလား သိတယ်ဖေ။ဥကောဝိဒကိုလည်းဖူးဘူးတယ် ဟုတ်ပြီ အဲ့လိုအာယုံနဲ့လည်းဖူးဘူးတယ်အပြင်မှာလည်းအဲ့လိုမျက်တင်းမြင်တိုင်းလည်းကိုတွေ့ဘူးတယ် အဲ့လိုတွေ့ပြီးတော့သွားတဲ့အကြောင်းကိုအဲ့ဒါလေးကိုခုနှစ်သားပဲကဲပါဦးနောက်ဒီမှာအဖိုးကအဲ့ဥကောဝိဒကိုဖူးလိုက်ပြီးတော့ခလေးတယောက်ကိုပြောတယ်ဥကရဲ့တပည့်တော်ပဲငါဆရာတော်မနက်ကဖူးလိုက်3ချိန်ဖူးလိုက်ရတယ်ငါမယုံဘူးဆရာတော်ပုံဓာတ်ပုံရိုက်ပို့ပေးပါဆိုတော့ပို့ပေးတယ်အဲ့မှာဆရာတော်ဥကောဝိဒဒီမှန်သိလိုက်တယ်အဖိုးကမသိဘူးလေအဖိုးခန္ဓာကိုယ်ကဒါတွေကိုလေ့လာတာလည်းမဟုတ်ဘူးဒီဖရာတရားကိုလည်းချစ်ခိုးတတ်တဲ့ကလေးမဟုတ်ဘူး